Oh my god Oh my god ကျွန်တော်ဒိုးပေါက်သွားရဟိုတစ်ခါမှတော့မပေါက်ဘူးပေါ့နော်အခုမှပေါက်တာပါဒီတိုင်းပဲဗျာဖူးနိုင်ရယူဒိုးကြီးပေါက်သွားကျွန်တော် drop မပြတော့ဘူးနော်ကြည့်လိုက်ဘေးနားမှာလူနဲ့ကောက်သွားလိမ့်မယ်ကျွန်တော်တော်ပြောပါရကျွန်တော်ဒိုးပေါက်သွား Okay ကျွန်တော်ပြောလိုက်မယ် DOUG ဒိုးပေါက်တယ် Okay ဟာပါရ Okay โอเคဦးမိုက်တယ်ဝေးဒါနဲ့ကျွန်တော်ပြောပြတာတခုရှိပါတယ်အဲ့ဒါတော့ကျွန်တော် Feedery မှာယူရတဲ့အုတ်ထုပ်လေးပေါ့နော် Mosquito ရဲ့အုတ်ထုပ်လေးပါ Okay ဒီ MVC ကိုကျွန်တော်ပြောကြည့်လိုက်မယ်ဒါကတော့ level 1900ကျော်လောက်နဲ့ရရဗျာ Okay အဲ့ဒါတော့မင်းဟိုနောက်ပါသား MVC နားတဲ့ကောင်တော့တက်မယ် Okay ကျွန်တော်ဒီဘက်က MVC 90ကိုတက်မယ်မင်္ဂလာပါ Okay ကျွန်တော်ဒီကောင်လေးကိုလိုက်တက်မယ်ပေါ့နော်90ကောင်မြန်မာခဏပါသူက easy ပါကျွန်တော်ဘိုးတော်နဲ့ဝင်စင်ပြေပါတယ်ကျွန်တော်ဒါဆန်းလုပ်ပြရတာပါကျွန်တော်ရောက်ရပြီပါဒါ level 1900ကျော်လောက်နဲ့ရတယ် Okay ကျွန်တော်ဒီကိုတက်ပြီးဝယ်ထားလိုက်တော့ဗျာတက်ပြီးကျွန်တော်ခုနက MVC ပြန်သွားပါမယ် Okay MVC သွားမယ်ပေါ့နော်သူ့ကိုပဲစကားပြောလိုက်ပါကျွန်တော်ရပြီးတော့မယ်လေပြောလိုက်ပါ Okay မင်းတော့မှာတော့ပါလေဘောပေါ်တကန်တက်မယ်စင်းကြီးကွာတူရမင်း Okay ကျွန်တော်တို့ကစင်းကြီးလို့ပြောပါတယ်စင်းကြီးကတော့ကျွန်တော်စိတ်မြစ်ပါတယ်ဒီအပေါက်တက်တဲ့ကိုသွားလိုက်ပါ level က1895ရှိပါပေါ်ပါတော်ကျမ်းပါတယ်ကြောင့်ကျွန်တော်အဝေးပြစ်ဟာလေးနဲ့ပြစ်ဘောလုံးနဲ့ပို့စင်းပြပါတယ်ဒီ gravity နဲ့တော့ကြာလိုက်တော့တက်ရတယ်ဒီမှာပါစင်းကြီးပါ ဟေ့မောဘာလာကြည့်နော်လေ Okay ဒီကတော့အကောင်ကြီးကိုနော်သူ့ကိုတက်လိုက်ပါတက်ပြီးသွားတယ်ကျွန်တော်နောက်ပြီးက quest ထွက်ယူရပါမယ် quest ပေါ့နော် quest ယူရမယ်ဒီရိုးတို့ကတော်တော်မိုက်တယ်ဗျာကျွန်တော်ဖြူအောင်လေးနဲ့လေလှုပ်ရဗျာရှားတာခက်တယ်ကြောင့်မလို့ယူကိုယူတယ်မှာလေကျွန်တော်ထပ်ပြီးစကားပြောလိုက်ပါမယ် Okay ဒီကတော့မင်းဆိုဟောက်ရှာမယ်အဖွက်ထားတဲ့ကွာမင်းရှာကဟာ Okay ကျွန်တော်ဖွက်ထားလို့ပြောပါတယ်စိတ်မြစ်ပါနဲ့အဲ့ဒါတော့ easy ရှာလို့ရပါတယ်ကဲကျွန်တော်ရှာပြပါမယ်အဲ့ဒါတော့ဒီပေါက်လေးတဲ့ကိုထွက်လိုက်ပါထွက်ပြီးကျွန်တော်တန်းတန်းလေးသွားမှာပါ run Okay တန်းတန်းလေးသွားမယ်ဒီရှာလေးသွားဖို့လိုပါတယ်ကျွန်တော်ဘဲမှာတော့မကိုရပါနဲ့ဒီတန်းတန်းလေးပေါ့နော်ဒီဘက်ထက်ဝင်လိုက်ပါဝင်ဒီနားမှာ overtime ကြီးရှိပါတယ် Okay ဒီ overtime ကြီးနာဒီနားမဟုတ်ပါဘူးဒီနားထင်းနေမှာပေါ့လို့ဒီနားမဟုတ်ပါဘူးနည်းနည်းတော့မျက်စိလဲပေါ့ Okay တော့ဒီနားပါဒီနားကို Okay power တစ်ခုခုနဲ့တုံးပြီးဖြတ်လိုက်ဒါဝင်ပွင့်သွားလိမ့်မယ် Yes Okay ဒါဝင်ကြည့်လိုက်ပါဒီနားမှာဒီချုံပုံလေးရဲ့ကိုနော်သွားလိုက်ကိုပဲသွားပြီးသွားရင်ရောက်ပါလိမ့်မယ်ဟုတ်ပါတယ် TFF လေးပါဒီဟာလေးကတော်တော်မိုက်တယ်ဗျာဒါပေမဲ့ကျွန်တော် skin တွေတော့ပေါ်ပါမလားမသိကျွန်တော်ဝတ်ပြပါမယ်ဟာမပေါ်ဘူးဒါရမပေါ်ဘူးနော် Okay ဒီလေးကယူကိုယူတင်ပါတယ်တကယ်ကိုမိုက်ပါတယ် Okay ဒါယူထိုင်တော့ဆရာကြာပေါ့နော်ထားလဲမိုက်ပါတယ်ဒီကျွန်တော် pilot hammer ပြင်ပြရပါမယ် pilot hammer ကကြာ accessory ရမှာတော့မြန်တယ်လေ Okay ကျွန်တော်အဲ့ဒါဝင်ခုနက MVC ပြန်သွားရပါမယ်ကျွန်တော်ရှင်းပြနားလဲလာတော့ဘာညာသွားမိလိုက်ပါမယ် run Okay ကျွန်တော် go ဘူးလေပြီးရတယ်ဖွင့်လိုက်တယ်မြန်သွားတယ်ပြည့်ရနောက်ကျွန်တော် gravity mystery ငါးအထိလည်းဖမ်းရပါအောင်မယ်ဟဲ့ခုတော့ကျွန်တော်သွားလိုက်ပါဦးမယ် Okay ဟောလာတယ်မီလားမင်းရှင်းပြရတော့မင်းနာရဟုတ်လို့လား ဟုတ်တယ်ကျွန်တော်ရှင်းပြလိုက်တာ easy ပဲ ရှင်းပြရရမ်းမြန်တော့ကွာ ကျွန်တော် easy ရှင်းပြတာဗျဘယ်လို့မှမမြင်ပါဘူး ဟေ့မင်းနောက်ဘူးရဒီချက်ကောင်းနေပြီနဲ့ဒီချက်ရှင်းပြလိုက်ကြလားဒီလိုဘူးလေအားလုံးကသူ့ရှိရဟောဒီချက်ပြောတာ Okay အားလုံးတက်တာကိုပြောတာနေကွာ